Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့မူတဲ့တို့မနက်စာကိုမမ Nest မှာသွားစားဖြစ်ပါတယ်မူတဲ့ကတော့ပစုံခွက်ကြော်တုတ်ချင်းငန်းဆက်လေးစားခဲ့ပါတယ်မမကြီးကကြတော့သူကမဟင်းကားလေးပေါ့နော်အဲ့ဒါကိုသူကမန်းလေးပဲကြော်ရဲ့ပဲကက်ကြော်နဲ့စားဖြစ်ခဲ့ပါတယ်ဟင်းရည်လေးကိုတစ်ချက်ရှိုးကြည့်လိုက်ပြီးတဲ့ခါကျတော့မိုးတဲ့တို့တရုတ်တန်ခောက်ဆွဲကြော်လေးကိုမှာစားပြစ်ခဲ့ပါတယ်ဝတ်သားရဲ့ကြက်အသက်မြေရဲ့ထည့်ပြီးကြော်ပေးထားပါတယ်သူတို့တွေကဒီမှာချင်းတုပ်လေးဆိုလို့ရှိရင်လည်းကြက်သွန်ချင်းတုပ်လေးပေါ့နော်မြန်မာပြည်အတိုင်းပဲလုပ်ပေးထားတာဖြစ်ပါတယ်โอเคပါကြည့်ရှုပေးတဲ့သူအားလုံးကျေးဇူးများတင်ပါတယ်နောက်ထပ်ဗီဒီယိုတစ်တွေမှာထပ်တွေ့ကြမယ်နော်တတာ Thank you